များရောင်လို့တော့မရောင်နဲ့ကွာမင်းဘာဖြစ်ချင်တယ်လဲကွာမင်းရဲ့ဝါသနာပိစဇယိုက်နဲ့ကိုက်ညီတဲ့ရည်မှန်းချက်ကိုထားကွာဟို10 တန်းကျောင်းသားဆိုပါစို့မင်းကဆရာဝန်ဖြစ်ချင်တာလားအင်ဂျင်နီယာဖြစ်ချင်တာလားသို့မဟုတ်ရင်လဲကျန်တဲ့လူတွေကိုလူတိုင်းဖြစ်နိုင်ပါတယ်ဗျာမင်းကဒီတထေးကြီးဖြစ်ချင်တယ်လားကွာစာရေးဆရာဖြစ်ချင်တယ်လားကွာဖြစ်ချင်ရင်အဲ့ဒီရည်မှန်းချက်ကိုခိုင်မာထားပြီးတော့အဲ့ဒီတကားကိုခောက်မပွင့်မချင်းခောက်လွယ်တော့ဘယ်ပွင့်မလဲကွာမင်းဇွဲကောင်းနေဆိုတာအဲ့ဒါကိုပြောတာကွာကျွန်တော်ဒါလေးကိုဖတ်ပြီးတော့အမှန်တက်ရတယ်ဆရာပီမိုးနင်းကရှင်းပြတယ်ဗျဟိုးခုနေခါမျိုးပေါ့နောက်ဥရောပနိုင်ငံမှာနှင်းမုန်တိုင်းကြီးကြတယ်နှင်းနေဖတ်လိုက်ကျွန်တော်တို့အမေရိကဆိုခုနေမှာ -35 တို့က35တွေပါဒီရောက်နော်သွေးခဲသေးလောက်တယ်အဲ့ဒီမလေးတွေကလည်းတအားတိုက်တဲ့ခါကျတော့တကယ်လို့များခီးသွားတယောက်လမ်းပေါ်မှာမင်းရောက်နေသေတော့မယ်အိမ်တကားကိုသွားခောက်ထောက်ဟာဘယ်ဖွင့်လို့ဖြစ်မလဲကွာနှင်းနေဝင်လာမှပေါ့ကွာမဖွင့်ဘူးနောက်တိန်ကိုခောက်ပြန်နေထောက်ဟာနှင်းမုံနိုင်ကြနေတာကွာလူဆိုးလားမသိလူကောင်းလားမသိမဖွင့်ဘူးနောက်တိန်ခောက်တော့လည်းမဖွင့်ဟိုးခောက်တော့လည်းဘယ်အိမ်မှဖွင့်မှာမဟုတ်ပါဘူးလက်လျှော့လိုက်တဲ့တခဏမှာမင်းနှင်းနေအောက်မှာသွေးခဲပြီးတော့သေမှာပေါ့ခောက်နေရင်မှသွေးပူအောင်မယ်အိမ်အိမ်ကြတော့စိတ်ကောင်းနှလုံးကောင်းရှိတဲ့လူကဘယ်သူပါလိမ့်ဒုက္ခရောက်နေတဲ့လူလားမသိတကားကိုနည်းနည်းလေးဟကြည့်ပြီးတော့ဘယ်သူလဲဘာဖြစ်လို့လဲကျွန်တော်နှင်းမုံနိုင်မိတဲ့ဒုက္ခတွေပါခမကျွန်တော်ကဲပါအောင်ခမလာဝင်လာတကားကိုပိတ်မိလုံလိုက်မသေးတော့ဘူးပေါ့တဲ့အေးကျွန်တော်တို့ရည်မှန်းချက်တကားတွေကိုခောက်တဲ့ခါမှာသေဘေးသေကင်းရောက်နေလို့ကြောက်လန့်ခောက်ရသလောက်မင်းသဘောထားပြီးတော့ခောက်ပါခောက်ရင်တကားဆိုတာပွင့်တယ်ကွဆရာပီမိုးနင်းကပြောကျွန်တော်ခဏနားပါတယ်စဉ်းစားရပြီကျွန်တော်အတန်းထဲမှာလက်ပတ်စာမေးပွဲ